နာသမိန်သာမဟာသမိန်ထောအတိနာသမိန်သာမဟာစကောလွတ်တရသမိန်ပြန်ကဝနာကျော်ပြီးအပေါင်းကံတို့ကထုံးစံမပြတ်ဝေနဲ့ပြေလို့ဝေနဲ့တဲ့ပေါက်တာနဲ့ဟဲ့စမောက်တာပြီး မြတ်ရဲ့သားတော်အင်းရှင်းဆံမင်းမဥထိသေနာဟာဥထနာယောဂများဆွဲနေပါတဲ့ဖြင့်ပမားတော်အကျော်အမော်နဲ့ကုနေတာဘလို့များအခြေအနေရှိတယ်ရောမင်းကြီးမှန်ပါပါဗျာကောင်းဆိုတဲ့ပမားဟူတာအကျော်အမော်နဲ့ခေါ်ကုတော်လေယောဂမညှိုးပဲနဲ့တိုးလာကြောင်းပါဗျာအိုးမင်းကြီးစိတ်မကောင်းစရာပါလားနော်မှန်ပါဗျာတိုင်းသူပြည်သားတွေကလည်းဖြစ်တိမ်ကနေပြီးအော်ဒီရှားပြီမဟုတ်လားမင်းကြီးရဲ့ပါဗျာကျွန်တော်မျိုးတော့အသိပါဗျာအေးလို့ဆိုရင်ငါကိုတော်မြအဖိတ်တော်ပတ်မယ်ဗျာမှန်ပါဗျာသားတော်ကြီးဒီထိနဲ့မတန်နမ်းမဆံပါတော့ကြောင့်တိုင်းပြည်မှာထွက်စေတစ်ချက်လို့အမိန်တော့